ကျွန်တော်များလုံးမင်္ဂလာပါတဖဘွားကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒါညာတော့ကခါရာဘောက်ကဒုတိယကြော့ပွဲစဉ်မှာမန်ချက်စတာစီးတီးအသင်းကဒီနျူကာဆယ်အသင်းကို 3-1 ဆိုတဲ့ရလဒ်နဲ့အိမ်ကွင်းမှာနိုင်တယ်နှစ်ကြော်ပေါင်းရလဒ်5-1ဆိုတဲ့ result နဲ့ဒါမန်ချက်စတာစီးတီးအသင်းက final ကိုတက်တယ်ပေါ့ဆိုတော့ညာကပွဲစဉ်မတိုင်ခင်ရှေ့တညမှာလည်းအာဆင်နယ်အသင်းကချယ်ဆီအသင်းနဲ့ဒုတိယအကျုပ်ပွဲစဉ်ကိုသူတို့ရဲ့အိမ်ကွင်း Emirates မှာကစားခဲ့ပြီးတော့ 1-0 ဆိုတဲ့ result နဲ့နိုင်တယ်နှစ်ကြော်ပေါင်းရလဒ်4-2ဆိုတဲ့ result နဲ့သူတို့ဒီလေ final ကိုတက်ထားတယ်ဆိုတော့နောက်ဆုံး final မှာတော့ဒါ Manchester City အသင်းနဲ့ Arsenal အသင်းတို့ပြန်ပြီးတော့ထိပ်တိုက်တွေ့ဆုံကြပြန်ပြီဆိုတော့ Manchester City အသင်းနဲ့ Arsenal အသင်းတို့ကလည်းဒီရာသီ Premier League အမှတ်ပေးစရာရပ်တည်မှုမှာလည်းအဆင့်1နဲ့2ကပ်ရက်အနေထားမှာရှိတယ်ဆိုတော့ final ကိုလည်းဒီနှစ်သင်းခါဘောင်ခတ် League Cup final ကိုလည်းဒီနှစ်သင်းပဲတက်ထားတယ်ဆိုတော့ဒီပွဲစဉ်တွေကတကယ်စိတ်ဝင်စားစရာကောင်းလာတယ်ပွဲစဉ်တွေပေါ့နော်ဆိုတော့အထူးသဖြင့်ဒါ Manchester City အသင်းဒီ League Cup ခါဘောင်ကတ်မှာနောက်ပိုင်းပွဲစဉ်နောက်ပိုင်းဒီကာလတွေမှာဆိုရင်တော်တော်ကမှရလက်ကောင်းလာတယ်တော်တော်ကမှတမိုင်းကြောင်ကောင်းလာတဲ့အသင်းတစ်သင်းအဖြစ်ကျွန်တော်တို့မြင်တွေ့လာရတယ်ပေါ့ဒါပေမဲ့ပြိုင်ဘက်အသင်းဖြစ်တဲ့ Arsenal အသင်းကတော့ဒီခါဘောင်ကတ်မှာဆိုရင်သူတို့ရေတော်တော်လေးတမိုင်းကမလှထားဘူးအဲ့ဒီပြင်ကမှစုစုပေါင်းသူတို့တွေခါဘောင်ကတ် final ကိုစုစုပေါင်း8ကြိမ်တက်ဆိုတော့စုစုပေါင်း8ကြိမ်တက်ပြီးတော့သူတို့ချန်ပီယံ2ကြိမ်ပဲဖြစ်တာ6ကြိမ်ကသူတို့တွေ first runner up နဲ့ပဲကျင်းတဲ့ခဲ့ရပုံမျိုးလဲလဲပြောမယ်ဆိုရင်ဒုတိယနဲ့ကျင်းနေရတယ်ပေါ့ဗျာဆိုတော့8ကြိမ်မှာ6ကြိမ်ကဒါသူတို့ဒုတိယနဲ့ကျင်းနေရတယ်2ကြိမ်ပဲချန်ပီယံဖြစ်တာအဲ့ဒီ2ကြိမ်ဖြစ်တဲ့ချန်ပီယံကလည်းဟိုးလောင်လောင်အကိုးတုံးကချန်ပီယံဖြစ်ခဲ့တာပါသူတို့ချန်ပီယံဖြစ်ခဲ့တဲ့2ကြိမ်က1992 93တုန်းကတစ်ကြိမ်ရယ်1986 89တုန်းကတစ်ကြိမ်ရယ်အဲ့ဒါနောက်ဆုံးတုန်းကဒါနောက်ဆုံးချန်ပီယံဖြစ်ခဲ့တာဆိုတော့သူတို့တွေကဒါခါရာဘောင်ခတ်မှာ final ကိုနောက်ဆုံးတက်ခဲ့တဲ့ဒါခုနှစ်ကတော့2019-2018ရာသီကပါအဲတုန်းကလည်းဒီ Manchester City အသင်းနဲ့ပဲသူတို့တွေဒါခါရာဘောင်ကတ်မှာ final မှာကစားရတယ်ဒါပေမဲ့ Manchester City အသင်းကပထမပိုင်းမပြီးသေးဘူးတော့ပထမပိုင်းတော့မပြီးသေးဘူးထင်ပါတယ်ဒါ 3-0 ဆိုတဲ့ရလဒ်နဲ့ပထမပိုင်းမှာလည်းဂိုးပြတ်နဲ့ဒါ Arsenal အသင်းတို့အရှုံးပေးလိုက်ရတာပါဆိုတော့ဒါသူတို့တွေနောက်ဆုံးကစားခဲ့တဲ့ဒါ final မှာလည်းဒီ Manchester City အသင်းကိုရှုံးထားတယ်ဆိုတော့ဒီ Arsenal တဲ့စုစုပေါင်းဒါတက်ထားတဲ့ final 8ကြိမ်မှာဒုတိယရထားတဲ့6ကြိမ်က2019-2018မှာသူတို့တစ်ကြိမ် final တက်တဲ့ဒုတိယရတယ်2010-2011မှာတစ်ကြိမ် final တက်တဲ့ဒုတိယရတယ်2006-2009မှာတစ်ကြိမ် final တက်တဲ့ဒုတိယရဆိုတော့2000ခုနှစ်နောက်ပိုင်းမှာနှစ်ပေါင်း25နှစ်အတွင်းမှာသူတို့တွေ final ကို3ကြိမ်ပဲရောက်ထားတာပါအဲ့ဒီ3ကြိမ်စလုံးမှာလည်းသူတို့တွေဒုတိယနဲ့ပဲကျင်းနဲ့ထားရတယ်ဆိုတော့အဲ့ဒီရှေ့ဒုတိယရတဲ့နောက်ထပ်အကြိမ်တွေက1900ဟိုဘယ်လို2000ခုနှစ်ရှေ့ပိုင်းနေပေါ့နော်2000ခုနှစ်ရှေ့ပိုင်းနေ1980 မှာတစ်ကြိမ်သူတို့ final တက်တဲ့ဒုတိယရတယ်69မှာတစ်ကြိမ် final တက်တဲ့ဒုတိယရတယ်68မှာတစ်ကြိမ် final တက်တဲ့ဒုတိယရဆိုတော့ Arsenal အသင်းဒီ Carabao Cup မှာဆိုရင်အမြဲတမ်းလို့ဒါသူတို့တွေနေ final ကိုရောက်တယ်ဆိုရင်မဲ့လေသူတို့ရဲ့စူပလာလို့သတ်မှတ်လို့မရဘဲနဲ့အမြဲတမ်းလို့ဒါသူတို့တွေအရှုံးပေးတတ်ရတယ်ဆိုတော့တမိုင်းဆိုမှတ်တမ်းဆိုကြီးကိုသူတို့ပိုင်ဆိုင်ထားတယ်ဒါကိုမီကေအာတေတာနဲ့အာဆင်နယ်အသင်းတို့တွေကလည်းကောင်းကောင်းကြီးခြေပြက်ပြကျင်လိုက်မယ်လို့ကျွန်တော်တို့ထင်တယ်ဆိုတော့ပြီးရင် Manchester City ပေါ့နော်ဆိုတော့ဒီ Manchester City အသင်းဒီနောက်ပိုင်း League Cup ဒီ Carabao Cup ပေါ့နော် Carabao Cup မှာဆိုရင်တော်တော်လေးရလဒ်တွေကောင်းတယ်သူတို့တွေနဲ့တမိုင်းကြောင်းလေးတော်တော်လေးလှလာတယ်အထူးသဖြင့်သူတို့ကနောက်ဆုံး၄ချိန်ဇက်တာဒီ final မှာပေါ့နော် champion ဖြစ်ထားတယ်ဆိုတော့သူတို့တင်းနေတဲ့2019-2018ရာသီကနေပြီးတော့2020-2021ရာသီအထိ၄နှစ်စက်တိုက်သူတို့အဲ့ဒီ League Cup မှာသူတို့ချန်ပီယံဖြစ်ထားတယ်အဲ့တုန်းကဒါ Manchester City စိုးမိုးနေတဲ့ကာလပေါ့နော်ဒါသူတို့ Premier League တွေလည်းနှစ်တိုင်းလို့ယူထားတဲ့ဒါအသင်းအဖြစ်ရပ်တည်နေစေကာလမှာ Manchester City အသင်းဒီတောက်လျှောက်ဒါသူတို့ Carabao Cup မှာဆိုအများအားလို့ချန်ပီယံဖြစ်တယ်ဆိုတော့ဒါသူတို့အနေနဲ့ကလည်းချန်ပီယံကို Manchester City အသင်းကစုစုပေါင်း9ချိန်တက်ပြီးတော့သူတို့8ချိန်ထိချန်ပီယံဖြစ်တာဆိုတော့ဒီ Carabao Cup မှာဆိုရင်Manchester City အသင်းဒီရလက်တော်တော်လေးကောင်းတာကိုတွေ့ရတယ်ဆိုတော့ final result ကလည်းတကယ်အားရစရာကောင်းတယ်ဆိုတော့9ချိန်မှာ8တင်ချန်ပီယံဖြစ်တယ်ဆိုတော့ဒါတော်တော်လေးဟိုမှာဒါကောင်းတဲ့အသင်းတစ်သင်းလို့ကျွန်တော်မြင်လို့ရတယ်ဆိုတော့ final ကိုတက်ပြီဆိုရင်နိုင်တယ်လို့တောင်ပြောလို့ရတယ် final တက်ရင်ဖလားရနေပြီလို့တောင်တေချာပေါပြောလို့ရတဲ့အသင်းတစ်သင်းဖြစ်ရက်တီလာနောက်ပိုင်းကာလာတွေမှာပေါ့နော်ဆိုတော့ဒီသူတို့ချန်ပီယံဖြစ်ခဲ့တဲ့ကာလတွေကတော့ကျွန်တော်ခုနရှိမှပြောခဲ့တော့2019-2018ရာသီကနေပြီးတော့စပြီးတော့2020-2021ရာသီ2019-18 2021ရာသီ4ရာသီစတိုက်သူတို့ချန်ပီယံဖြစ်ထားတယ်ပေါ့ဆိုတော့သူတို့အနေနဲ့နောက်ထပ်ချန်ပီယံဖြစ်ခဲ့တဲ့ကာလတွေက2015-2016မှာသူတို့ချန်ပီယံတစ်ကြိမ်ဖြစ်တယ်2013-14မှာလည်းသူတို့ချန်ပီယံတစ်ကြိမ်ဖြစ်တယ်ပြီးလို့ရှိရင်အဲ့ဒီဘယ်လိုပြောလဲအဲ့ဒီအကြိမ်ရဲ့ရှိကတော့2000ခုနှစ်ရှေ့ပိုင်းပေါ့နော်ဆိုတော့85-86မှာချန်ပီယံဖြစ်တယ်69-90မှာချန်ပီယံဖြစ်တယ်သူတို့ကဒုတိယရခဲ့တဲ့အကြိမ်က83-84ရာသီမှာသူတို့ဒုတိယရခဲ့တာပါအဲ့ဒါဒီဒါ final မှာနောက်ဆုံးရှုံးခဲ့တဲ့ Manchester City ရဲ့ကာလ
ဆိုတော့ Manchester City ဒီ Carabao Cup မှာမရှုံးတာဆိုတော့ final မှာမရှုံးတာတော်တော်လေးကြာနေပြီသူတို့ကနောက်ပိုင်းကာလတွေမှာ Carabao Cup final ကိုတက်ပြီဆိုရင်သူတို့က champion ဖြစ်တယ်ဆိုတဲ့အရာကိုအမြဲတမ်းလို့လက်ကင်ထားနိုင်တယ်ဆိုတော့ဒီဝင်ပါလီကွန်းမှာကစားမဲ့ဒီ Carabao Cup final ကတော့တော်တော်လေးကိုမှစိတ်ဝင်စားစရာကောင်းတယ်အမှန်တကယ်တော့ဗျာဒီစူပလာကဘာမှအရေးမကြီးဘူးဆိုတာဒီစူပလာမှာစူပလာကိုရလိုက်လို့ရမဲ့စူကြီးကလည်းဘာမှမရှိဘူးကစားသမားတအူးကိုတော့မှပဲလာစားပေးဖို့အတွက်လုံလောက်တဲ့ငွေအင်အားမဟုတ်ဒါပေမဲ့ဂုံတိတ်ခါပိုင်းပေါ့နော်ဂုံတိတ်ခါပိုင်းနဲ့ပတ်သက်ပြီးတော့အထူးသဖြင့်ဒါဘယ်လိုပြောမှမလဲဒီစူပလာတစ်လုံးမှမရဘဲနဲ့ယာတီသိမ်းသွားတဲ့အသင်းထက်စားရင်ခါရာဘောင်ကလေးရပြီးတော့ယာတီသိမ်းသွားလိုက်တာကဒီနှစ်တော့စူပလာတစ်လုံးရတယ်ဆိုတော့ဖန်စားချက်မျိုးတော့ရစီတာပေါ့နော်ဆိုတော့ဂုံတိတ်ခါပိုင်းနဲ့တော့အများကြီးတော့ဒါသက်ဆိုင်ပါတယ်ဒါပေမဲ့အာဆင်နယ်ဘက်ကပြန်ကြည့်မယ်အာတီတာဘက်ကပြန်ကြည့်မယ်ဆိုရင်သူတို့ကဒါလက်ရှိပရီးမီးယားလိပေါ့နော်အင်္ဂလန်ပရီးမီးယားလိမှာဆိုရင်သူတို့အသင်းဒီပရီးမီးယားလိတမိုင်းတစ်လျှောက်မှာတော်တော်ကိုမှတမိုင်းလှခဲ့တဲ့အသင်းမှာဆိုတော့တန်မစင်ဘူးသေးတဲ့အသင်းလည်းဖြစ်တယ်လက်ရှိမှာဆိုရင်လည်း FA Cup မှာဆိုရင်လည်းဒါသူဒီအောင်မြင်ဆုံးအသင်းမှာချန်ပရီးမီးယားလိကိုဆိုရင်လည်းဒါ73ချိန်လောက်ရအောင်ယူပြထားတာဆိုတော့ဒါအင်္ဂလန်ဘောလုံးလောကမှာဆိုရင်အာဆင်နယ်ဒီတော်တော်လေးကိုမှတမိုင်းလာတဲ့အသင်းမှာဒါပေမဲ့ခါရာဘောင်ခတ်မှာအင်္ဂလန်ရဲ့ခါရာဘောင်ခတ်မှာအာဆင်နယ်အသင်းဒီတမိုင်းလာနေတာတော့မဟုတ်ဒါကိုအာဆင်နယ်အသင်းရဲ့ပရိသတ်တွေကိုယ်တိုင်လည်းမကြိုက်လို့အာတီတာကိုယ်တိုင်လည်းသဘောကျလိုက်ပြီမထင်ဘူးဒါကြောင့်ဒီစူပလာကတခြားသူတွေအတွက်အရေးမကြီးရင်အရေးမကြီးဘူးအရေးမကြီးကောင်းမကြီးလိမ့်မယ်ပေါ့နော်အာဆင်နယ်နဲ့အာတီတာတော့ကတော့ဒီစူပလာကအရေးကြီးတယ်ဆိုတော့ဘာပဲပြောသူတို့အနေနဲ့ဒါနောက်ဆုံး3နှစ်စက်တိုက်ပြဘာစူပလာမှမရဘဲနဲ့အကောင်းဆုံးအရှုံးသမားဖြစ်ဒုတိယနေရာမှာရပ်တည်ခဲ့ရဆိုတော့ဒါကဘယ်သူမှလည်းခံစားကြမှာမဟုတ်ဘူးဘယ်သူမှလည်းကြိုက်မှာမဟုတ်ဆိုတော့အာဆင်နယ်ကလည်းသိကြတယ်သူတို့အနေနဲ့ဒုတိယနေရာမှာရှိနေရတာသူတို့ကျင်းနေမှာမဟုတ်ဘာပဲပြောသူတို့အနေနဲ့ပထမမရလို့ဒုတိယနေရာမှာကျင်းနေနေရတာဆိုတော့သူတို့တည်လေဒါနောက်တစ်ချက်ပေါ့နော်ဆီမီဖိုင်နယ်ကိုတက်တိုင်းဆီမီဖိုင်နယ်ကိုဘယ်ပွဲပြိုင်မှုမှာပဲတက်တယ်အများတန်းလို့ဒါသူတို့အနေနဲ့ဆီမီဖိုင်နယ်ကလှည့်ပြန်ရဒီနှစ်မှာအဲ့သူတို့အများတန်းလှည့်ပြန်ရပါဆိုတော့ဆီမီဖိုင်နယ်ဒါအိမ်မဆိုးကိုသူတို့ရိုက်ချိုးနိုင်ခဲ့ဆိုတော့ရိုက်ချိုးပြီးတော့သူတို့ဖိုင်နယ်ကိုရောက်သွားပြီအခုဖိုင်နယ်မှာဆိုရင်သူတို့ရဲ့တကယ်ခါတီးတန်ပဲဖြစ်တဲ့ဒါ Manchester City တင်းနဲ့ကစားရမယ်ဆိုတော့ Guardiola အတွက်ကတော့ Manchester City နဲ့ Arsenal တို့ပြန်ပြီးရင်ဆိုင်ရတာက Guardiola အတွက်ကတော့တိတ်ပြီးတော့ထူးဆန်းတဲ့အရာတော့မဟုတ်ဘူးပေါ့နော် Guardiola ကဒါ final မှာဆိုရင်ဘယ်လိုကစားရလဲဆိုတာသူကောင်းကောင်းနားလည်ထားတယ်နီးပြပါဆိုတော့ Guardiola ဒီ final ကိုရောက်တဲ့အခါကျရင်သူတခုခုလုပ်ပြတတ်တယ် final ကိုရောက်တဲ့အခါကျလို့ရှိရင်သူ့ရဲ့ဒါ Manchester City တင်းတခြားအသင်းတွေနဲ့မတူတဲ့ပုံစံမျိုးတွေနဲ့အမြဲတမ်းလိုလုပ်ပြလေရှိတယ်ဒါက Guardiola ကိုအမြဲတမ်းလိုကျွန်တော်တို့ respect ထားပြီးတော့ထည့်သွင်းရမယ်အချက်ဆိုတော့အာဆင်နယ်ကတော့ရှင်းပါတယ်ဒီပြိုင်ပွဲကိုသူတို့အနေနဲ့ဒါချန်ပီယံဖြစ်အောင်ကစားဖို့အတွက်တေချာပါဦးတည်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့တခြားManchester City အတွက်အရေးမကြီးရင်အရေးမကြီးကောင်းမကြီးလိမ့်မယ်ဗျာဝါယူရာအတွက်အရေးမကြီးကောင်းမကြီးလိမ့်မယ်ဒါပေမဲ့အာတီတာနဲ့အာဆင်နယ်တို့ကဒီစူပလာကအများကြီးအရေးကြီးတယ်ဆိုတာသူတို့ကိုယ်တိုင်လည်းနောက်ဆုံးဖျက်ကျော်ခဲ့တဲ့ကာလတွေမှာဖလားလက်မဲ့နဲ့ဖျက်ကျော်ခဲ့ရတယ်ဒီဖလားလက်မဲ့ဖျက်ကျော်ခဲ့ရတဲ့ဂျာတီတွေကိုကူစားဒီဖလားနဲ့တစ်လုံးနဲ့တော့ကူစားလို့တော့ရမှာတော့မဟုတ်ဘူးဖလားလက်မဲ့ဖျက်ကျော်ခဲ့တဲ့ယာတီတွေအားလုံးကိုဒီဖလားတစ်လုံးနဲ့တော့ကူစားလို့တော့မရအောင်ဒါပေမဲ့သူတို့အနေနဲ့အစိတ်အပိုင်းလေးတစ်ခုပဲဖြစ်ဖြစ်ဒီဒါခါရာဘောင်ခက်ဒါလီဂတ်ဆိုတဲ့ဒါတိုင်တယ်အောက်မှာသူတို့အနေနဲ့ချန်ပီယံကိုဒါ2000ခုနှစ်နောက်ပိုင်းမှာပထမဦးဆုံးရမယ်အသင်းတစ်သင်းပထမဦးဆုံးပြန်ရမှာပေါ့နော်ပထမဦးဆုံးပြန်ရမယ်အာဆင်နယ်အသင်းတစ်သင်းကိုအာတီတာအနေနဲ့တိဆောက်သွားခြင်းလိမ့်မယ်လို့ကျွန်တော်ကတော့100%ယုံကြည်တယ်ဒါကြောင့်မို့အာတီတာနဲ့အာဆင်နယ်အနေနဲ့ကဒီဝင်ပါလိကွင်းမှာကစားမယ်လီဂတ်ဖိုင်နယ်မှာချန်ပီယံဖြစ်သွားမလားသူတို့အနေနဲ့ရောမန်ချက်စတာစီးတီးအသင်းကိုဂွာဒီယိုလာကိုကြော်ပြီးတော့2000ခုနှစ်နောက်ပိုင်းမှာပထမဦးဆုံးချန်ပီယံဖြစ်မလားဒါကိုကျွန်တော်တို့စောင့်ကြည့်သွားပါမယ်ဆိုတော့ကျွန်တော်တို့ကရောဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြတစ်ချက်လောက်ဆွေးနွေးကြပါဦးကျွန်တော်လည်း like and subscribe လေးလုပ်ပေးထားပါဦးဗျကျေးဇူးများပါတယ်